င်္ဂလာပါတဲ့လေးတို့ရေထမင်းစားမယ်ရှင်ငပိထောင်ရောငပိရောငပိကျက်ရောငရုတ်တီမိုးရောကတဲ့လေးတို့ရေရောပြီးတော့နေလိုက်တယ်နော်ကိုတဲ့လေးတို့နော်ဒီနေကတော့လေအခုပမာပို့မထမင်းအရင်အစတယ်ကိုတဲ့လေးအခုမှပဲထမင်းစားရတယ်ငပိထောင်ထောင်းတယ်လေအဲ့ဒါကြောင့်စုံတယ်ငပိထောင်းတွေနဲ့လူပြီးတော့အမလီစနွီးတွေကြားနေတာအန်ဒီဟင်းကတော့လေတဲ့လေးပစွန်ကြောပါမယ်နောက်ပြီးတော့တရက်တီအိုးစိမ့်ပါမယ်နော်တဲ့လေးနော်ဒီမှာမတ်ဖို့တိုင်းစိတ်ရတဲ့တရက်တီအိုးစိမ့်အိုးစိတ်ပါရှင်ဒါကတော့စူပုံရွက်ဇီယာကတော့ဒီအနောက်မှာဒီမှာပါရှင်တိုးစရာတွေကတော့သမင်းပကန့်သေးတာဖြစ်တယ်တိုးစရာတွေကတော့ဖယ်လို့မရအန်ဒီတခဲတော်อยู่ဟာစူပုံကမပမစိန်ထားတာနှစ်ပတ်လောက်ပဲရှိသေးတယ်ကောင်းတယ်ကွယ်ကျွန်းနော်这样，你，có đấy à nó gì à ừ ra ăn to không hay là cái gì hả đi đi cho khó về à mình rất buồn tê đi rồi bây giờ mình lát đủ chi à để quay tham gia khó về là ai chán nên mà rất sẵn rồi đấy đi được khó tay bị đòn mình lát buồn
မျိုးစိကောင်းတယ်မင်းထားပြီးဟုတ်လို့အားရပါရစားပိုက်စားအဲ့ဒါမှကျင်းနေတယ်လက်နာရှိရနော်လားလက်နာရှိတော့မှမစတော့ဘူးဘယ်လောက်ထိမရုပ်ပြီးရဘယ်လောက်ထိမရုပ်တင်းနဲ့ပြီးတယ်ဆိုတာစီရတယ်မွေးနေတော့တုတ်ကောင်းတယ်ကြိုက်တယ်မကြိုက်တဲ့အပီးနာတွေကရှားတယ်မပူမအဲ့ဒါမှစိတ်ညစ်တယ်နော်တဲလေးနော်စိတ်ညစ်တယ်စိတ်ညစ်တဲ့ထမင်းစားတဲ့ဘန်းကုန်တယ်လေမပူမကိုကြည့်ပြီးတော့စိတ်ဆန်းတာတဲ့လူတွေဟာမထင်နဲ့ကိုမမပြဿနာတောင်း6ထောင်တကယ်ပြောတာကိုချီတော့ကိုရက်တည်တယ်ဘယ်လိုပဲဖြစ်သူများတွေကိုကိုညီလို့ရတယ်သူများတစ်ခုဖြစ်ကိုညီတယ်မရရအောင်ကိုညီတယ်ကိုဖြစ်ပြီးဆိုရင်လေသူမှကိုညီတယ်လို့မရှိဘူးအမျိုးတွေကစားမောင်းဓမ္မတွေကအဆုံးပတ်စံအရာရှာတော့တယ်မိမတယ်မပါတယ်စီကံလည်းရှိတယ်စားတာပဲဘူးကြိုးဘူးကြည့်ရစနေတာပဲကုန်တယ်ကျေးဇူးများတင်တယ်နော်အားပေးတဲ့အတွက် sorry ပဲစားရင်လည်းဘာနဲ့စိတ်ဝင်လို့မြေယူချိုတဲ့မိမတဲ့မမပေါ့ဒါမဲ့တစ်ခါတလေထိနိုင်ဘူးမပူမအခုလက်ရှိမပူမအဖော်ဆိုတော့မပူမမငဲ့တကောင်လည်းရှိရ
ငိုတာလဲသူနဲ့ပဲရေးတာလဲသူနဲ့ပဲတော့ကြလားအိမ်တော်ရေးကံမကောင်းအိမ်တော်ရေးကသူကောင်းတယ်တော့လဲကိုမကောင်းတယ်ကိုကောင်းတယ်လည်းသူမကောင်းပြန်ဘူးကောင်းပြီကျေးဇူးများတင်ပါတယ်